စိတ်နှလုံးကြေကွဲသွားခဲ့တဲ့ကောင်မလေးဟာသူမရဲ့ရည်စားဖြစ်သူစီကိုစိတ်မကောင်းစရာလမ်းခွဲစာတစ်စောင်ရေးခဲ့ပါတယ်။ကောင်လေးအိမ်မောကျနေတဲ့အချိန်မှာသူမဟာကောင်လေးရဲ့ဖုန်းကိုတိတ်တဆိတ်ယူပြီးသူတို့ရဲ့တီးတန့်ဗီဒီယိုတွေအားလုံးကိုဖျက်ပစ်ခဲ့ပါတယ်။ပြီးနောက်မှာတော့နောက်ကျောင်းပြန်မလဲတော့ပဲနိုင်ငံခြားကိုထွက်ခွာမဲ့လေယာဉ်ပေါ်ကိုတက်ခဲ့ပါတော့တယ်။လေယာဉ်မထွက်ခွာခင်မှာပဲသူမဟာရည်စားဖြစ်သူစီလမ်းခွဲစကား message ပို့ခဲ့ပြီးငယ်စဉ်ကတည်းကသူမကိုချစ်မြတ်နိုးခဲ့တဲ့ CEO ရဲ့လက်ထက်ခွင့်တောင်းမှသူကိုချက်ချင်းလက်ခံလိုက်ပါတယ်။ဒါတွေကိုဘာမှမသိရှာတဲ့သူမရဲ့ရည်စားကတော့သူ့ရဲ့မွေးနေ့ပါတီမှာသူမကိုစောင့်ဆိုင်နေခဲ့ပါတယ်။ဒါပေမဲ့အကြာကြီးစောင့်ဆိုင်ပြီးတဲ့နောက်မှာတော့ကောင်မလေးရောက်မလာတဲ့အခါသူစိုးရိမ်လာပြီးသူမစီဖုန်းဆက်ခဲ့ပါတယ်။ဒါပေမဲ့ကွက်တီပါပဲသူလမ်းခွဲစကား message ကိုလက်ခံရရှိသွားခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အခါသူ့မျက်နှာတစ်ခုလုံးချက်ချင်းပြန်နှမ်းသွားပြီးသူမစီချက်ချင်းဖုန်းပြန်ခေါ်ပြီးမဲ့ဖုန်းကပိတ်ထားခဲ့ပါတယ်။အားကြောင့်မှကောင်မလေးတက်ခတ်တိမ်မှာဝိုင်းပြထားတဲ့ဒီနေ့ဟာသူ့ရဲ့မွေးနေ့တွေမကပဲသူမထွက်ခွာသွားမဲ့နေ့ပါဖြစ်နေမှန်းသူနားလည်သွားခဲ့ပါတယ်။အဲ့ဒီနောက်မနေ့ကင်းတုန်းကကောင်မလေးခီးဆောင်အိတ်တစ်ခုယူနေခဲ့တာကိုသူတတိယသွားပြီးမဲ့အဲ့ဒီအချိန်တုန်းကသူလုံးဝတတိမထားမိခဲ့ပါဘူး။အခုတော့ကောင်မလေးထွက်သွားပြီဖြစ်လို့သူမကိုဘလောက်တောင်နဲ့ဆိုင်ဆိုင်ချစ်မိနေခဲ့တယ်လဲဆိုတာနောက်ဆုံးမှသိသွားခဲ့ရပါတယ်။ဒါပေမဲ့ဒါတွေအားလုံးအတွက်သူကိုယ်တိုင်မှာပဲတာဝန်ရှိတာပါ။လွန်ခဲ့တဲ့ရက်အနည်းငယ်ကကောင်မလေးဟာသူမရည်စားနဲ့တငယ်ချင်းတွေကြားပြောနေတဲ့စကားတွေကိုမတော်တဆကြားခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ဒီအခြေရေးဟာကလဲစားချေချင်းရဲ့အစိပ်ပိုင်းတစ်ခုမျှသာဖြစ်မှန်းသူမသိရှိသွားခဲ့ပါတယ်။သူမရဲ့ရည်စားဟာသူ့နှစ်ပေါင်းများစွာမုန်းတီးလာခဲ့တဲ့အဲ့ဒီ CEO ကိုကလဲစားချေနိုင်မှုအတွက်သာသူမနဲ့တွဲခဲ့တာဖြစ်ပါတယ်။ကောင်မလေးကတော့အဲ့ဒီ CEO ရဲ့အဖိုးတန်ဆုံးလူသားဖြစ်နေခဲ့တာပါ။ကောင်လေးဟာ CEO ကိုအဆက်ခွဲဖို့အတွက်သာသူမနဲ့ရှိခဲ့တဲ့တိတက်အချိန်တိုင်းကိုဗီဒီယိုရိုက်ကူးသိမ်းဆည်းထားခဲ့တာဖြစ်ပါတယ်။ဒါတွေအားလုံးကိုကြားလိုက်ရတဲ့အခါကောင်မလေးဟာဒီအခြေရေးတစ်ခုလုံးဟာကလဲစားချင်မဲ့အစီအစဉ်တစ်ခုသာဖြစ်မှန်းနောက်ဆုံးမှာနားလည်သွားခဲ့ပါတယ်။ကောင်လေးဟာပထမဆုံးအနေနဲ့သူမရဲ့ကားအစီအစဉ်ကိုတမင်တကာကြံစီဖန်တီးခဲ့ပြီးနောက်မှာတော့သူမကိုကူညီဖို့အတွက်သူရဲ့ကောင်တယောက်လိုဟန်ဆောင်ခဲ့တာကြောင့်သူမအနေနဲ့သူ့ကိုကယ်တင်ရှင်တယောက်လိုမြင်ပြီးချစ်မိသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီအမှန်တရားကိုသိပြီးတဲ့နောက်မှာတော့ကောင်မလေးဟာ CEO ရဲ့အဆိုပြုချက်ကိုလက်ခံဖို့ဆုံးဖြတ်ခဲ့ပြီးသူမရဲ့မွေးနေ့မှာပဲအရာအလုံးကိုထားရပြီးထွက်ခွာဖို့စီစဉ်ခဲ့တာပါဒါပေမဲ့သူမရဲ့ရည်စားကတော့ဘာမှမသိပဲမောင်မိုက်နေတော့မှပဲသူကပြက်ခတ်တိမ်မှာဝိုင်းထားတာကိုမွေးနေ့အမတ်တရသတိပေးချက်တစ်ခုလိုပဲထင်နေခဲ့တာပါဒါကြောင့်မို့လို့သူကဒါကိုလစ်လျူရှုခဲ့ပြီးကောင်မလေးကိုမွေးနေ့ပါတီမှာအဲ့ဒီ CEO ကိုပါဖိတ်ဖို့ပေါ့ပေါ့ပပပဲပြောခဲ့ပါတယ်ဒါကိုကြားလိုက်ရတဲ့အခါကောင်မလေးရဲ့ရင်ထဲမှာနှလုံးသားတစ်ခုလုံးကြေကွဲသွားခဲ့ရပေမဲ့သူမဘာမှမပြောခဲ့ပါဘူးနောက်ရက်မှာတော့သူမစီကိုတနေရာမှာတွေ့ဆုံဖို့တောင်းဆိုတဲ့ message တစ်စောင်ရောက်လာခဲ့ပါတယ်ဒါပေမဲ့သူမရောက်သွားတဲ့အခါလှည့်ပတ်တဲ့ကောင်မလေးတစ်ယောက်ကသူမကိုစတင်စော်ကားပါတော့တယ်ကောင်မလေးထွက်ခွာတော့မယ့်အချိန်မှာအဲ့ဒီမိန်းကလေးကသူမအပေါ်ကော်ဖီနဲ့ပက်ပြီးမြေပြင်ပေါ်တွန်းလဲချခဲ့ပါတယ်ဒါပေမဲ့ကွက်တီပါပဲသူမရဲ့ရည်စားကလည်းအဲ့ဒီနေရာကိုရောက်လာခဲ့ပြီးသူ့ကောင်မလေးဘက်ကမမမရက်တီပေးကအဲ့ဒီလှည့်ပတ်တဲ့ကောင်မလေးစီကော်ဖီပြန်ပက်ခဲ့ပါတယ်ဒါကိုမြင်တော့ကောင်မလေးဟာသူ့ပေါ်စိတ်နဲ့ပျော့ပြောင်းသွားခဲ့ပါတယ်ဒါပေမဲ့ကောင်လေးကသူမကိုစားတောက်ဆိုင်အပြင်ဘက်အထိလိုက်ပို့ပေးပြီးတဲ့နောက်မှာတော့သူ့အထက်ပြန်ဝင်ပြီးအဲ့ဒီလိမ့်လက်တက်တဲ့ကောင်မလေးကိုသင်ခန်းစာသွားပေးဦးမယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့သူ့အထက်ကိုဝင်သွားတဲ့အခိုက်အတန့်မှာပဲသူဟာအဲ့ဒီလက်ပတ်တက်တဲ့ကောင်မလေးနဲ့ချက်ချင်းပူးကတ်သွားခဲ့ပါတယ်အဲ့ဒီခါကျမှကောင်မလေးဟာဒါဟာလည်းပြဿနာတစ်ခုမျှသာဖြစ်မှန်းနားလည်သွားခဲ့ပါတော့တယ်ဒါကြောင့်မို့လို့အခုတော့သူမဟာသူ့ကိုနှလုံးသားထဲကနေလုံးဝအပြတ်ဒီတိုင်းဖြတ်ထုတ်ပစ်လိုက်ပါပြီဇလန်းများအတွက်ဖော်လို့လုပ်ထားပါ